ရသော်ဘုရားကတမာပတ္တိသုတ်တံမှာဟောထားတာရှိတယ်အကုသိုလ်တွေကိုတားဆီးနိုင်တဲ့ကုသိုလ်စိတ်ဆွမ်းအားပေါ့အကုသိုလ်တွေကိုတားဆီးနိုင်တဲ့စိတ်ဆွမ်းအား၅မျိုးအဲ့ဒီစိတ်ဆွမ်းအား၅မျိုးကိုပဲတေခပုဂ္ဂိုလ်တို့ရဲ့အင်အားလို့မြတ်စွာဘုရားလို့ဟောတယ်တေခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုရင်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်တဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ဒါတွေကိုသိက္ခာပုဂ္ဂိုလ်လို့ခေါ်တာပဲယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အသိက္ခပုဂ္ဂိုလ်သေခလို့လည်းခေါ်တယ်အသေခလို့လည်းသုံးတယ်သိက္ခလို့လည်းခေါ်တယ်အသိက္ခလို့လည်းခေါ်တယ်ပေါ့ဒီစကားလုံးဟာတူတူပဲဘယ်လိုမှတ်အဲ့တော့သေခသို့မဟုတ်သိက္ခဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုမပြီးဆုံးသေးလို့ဆက်လက်ကျင့်ကြံကြိုးကုပ်အားထုတ်နေရလုပ်ငန်းမပြီးသေးလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသေခပုဂ္ဂိုလ်အင်္ဂလိပ်လိုပြန်ကြတဲ့အခါကျတော့ trainee လို့ပဲပြန်ကြတယ်ပေါ့နော်သင်တန်းယူနေတဲ့ပုဂ္ဂိုလ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်သောတာပန်ဆိုတာလည်းအလုံးမပြီးသေးဘူးလေ့ကျင့်နေတာပဲတဂရဂံကလည်းမပြီးသေးဘူးလေ့ကျင့်တယ်အနာဂံဖြစ်တော့လည်းမပြီးသေးဘူးလေ့ကျင့်တယ်ယဟန္တာဖြစ်ပြီဆိုတာမှလေ့ကျင့်စရာကုန်သွားပြီပြည့်စုံသွားပြီလို့ဒီလိုပြောတာနော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်ဖြစ်ပြီဆိုတဲ့အခါမှာကတံကရဏီယံလှုပ်ရှားတွေလှုပ်ပြီးပြီဝုတိတံဗြဟ္မစရိယမဂ္ဂင်၈ပါးအကျင့်တရားကိုပြည့်စုံအောင်ကျင့်သုံးပြီးပြီလို့ပြောလို့ရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကလှုပ်ရှားတွေတန်းလန်းမယ်ဒီလိုပဲရှိတယ်ပေါ့အဲ့ဒါလို့လှုပ်ရှားတန်းလန်းတဲ့ကျင့်ကြံအထုတ်နေစေပုဂ္ဂိုလ်တွေဟာပုရုဇဉ်တွေရောမပါဘူးလားဆိုတော့အလျော်အားဖြင့်ပုရုဇဉ်တွေလည်းလုံနေတယ်ဆိုတဲ့အရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလည်းပဲသီလကိုစောင့်သုံးနေကြတယ်ကမ္မထံဘာဝနာပွားများအထုတ်နေကြတယ်ဒီပုဂ္ဂိုလ်တွေလည်းပဲထဲ့မယ်ဆိုရင်ကျင့်သုံးဆဲပုဂ္ဂိုလ်လို့ဒီလိုပြောရမှာပြောမယ်ဆိုရင်တော့သူတို့ကတကယ် beginner တွေပေါ့အစကလေးပဲရှိသေးတဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့ဒီလိုမြတ်သောအကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာအကုသိုလ်တွေမဖြစ်ဖို့အတွက်တားဆီးနိုင်တဲ့စွမ်းအားတွေဆိုတာဘာတွေလဲသေခဗလခုလိုကျင့်သုံးနေထိုင်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်အောင်ဟန်တားထားနိုင်တဲ့စွမ်းအားဆိုတာရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်အင်အားကိုအသုံးပြုပြီးတော့ဟန်တားကြရတယ်စွမ်းအားမရှိလို့ရှိရင်ဟန်တားနိုင်စွမ်းမရှိအကုသိုလ်ဆိုတာဟာလည်းပဲအင်မတန်မှဖြစ်လွယ်လူတွေရဲ့တဏ္ဍအာတဝဆိုတဲ့စကားလုံးကိုပဲကြည့်အာတဝဆိုတာအမြဲတမ်းလူတွေရဲ့တဏ္ဍမှာစီးဝင်နေတဲ့တရားတွေဘယ်ကနေစီးဝင်လို့ဆိုမျက်စိကစီးဝင်တယ်နားကစီးဝင်တယ်နှာခေါင်းကစီးဝင်တယ်လျှာကစီးဝင်တယ်ခန္ဓာကိုယ်ကစီးဝင်တယ်စိတ်ကစီးဝင်တယ်လို့ဆိုဓာရ6ပါးကနေပြီးတော့လောဘတို့ဒိဋ္ဌိတို့မောဟတို့ဆိုတာတွေဟာတတ္တဝါတွေရဲ့တဏ္ဍမှာစီးဝင်နေတဲ့တရားစီးဝင်တယ်ဆိုရဲမပြတ်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့အာတဝဆိုတဲ့တရားဟာအဗ္ဗဓမ္မအရာကျဲတယ်ဆိုလိုတာကတော့လောဘပေါ့အဓိကကတော့လောဘဟာလူတွေရဲ့တဏ္ဍမှာမပြတ်စီးဝင်တယ်မျက်စိကစီးဝင်တယ်ဆိုတာမြင်စရာအာယုန်တစ်ခုကိုမြင်လိုက်ရင်နှစ်သက်ကျေနပ်သွားနှစ်သက်စရာအာယုန်ကိုမြင်လို့မျက်စိကမြင်ပြီးတော့လောဘဖြစ်လိုက်ပြီဆိုရင်ဒါမျက်စိကစီးဝင်တယ်လို့ခေါ်တာနားကနားထောင်ပြီးတော့လောဘဖြစ်လို့ရှိရင်နားကစီးဝင်တယ်လို့ခေါ်တယ်နှာခေါင်းကအနံ့ရပြီးတော့ထိုအနံ့ပေါ်မှာတွေ့တာမှုတဏှာဖြစ်လို့ရှိရင်ဒါနှာခေါင်းကစီးဝင်တယ်လျှာကနေအယတခံပြီးအယတပေါ်မှာတတ်မဲ့တဲ့တဏှာဖြစ်ရင်ဒါလျှာကစီးဝင်တယ်လို့ပြောတာခန္ဓာကိုယ်မှာထိတွေ့လို့ထိုအထိတွေ့ပေါ်မှာตายမမောလို့ရှိရင်အဲ့ဒါကာယကစီးဝင်တယ်လို့ဒီလိုပြောတာစိတ်ကူးပြီးတော့လူတွေကလည်းပဲအတွေးနဲ့ခြေနှက်နေတာရှိတယ်အဲ့ဒီအတွေးတွေမှာလောဘဖြစ်နေလို့ရှိရင်လည်းဒါမနကစီးဝင်တယ်လို့ဒီလိုဓာရ6ပါးကနေပြီးတော့လူတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့ဒီအကုသိုလ်တရားတွေကိုတားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့
မလွယ်ဘူးဆိုတာကိုယ့်ရဲ့နေစဉ်ဘဝကိုပဲကိုချစ်ဟောကိုယ့်ရဲ့နေစဉ်ဘဝကိုကိုချစ်ရင်အမတ်တမဲ့နေရင်စီးဝင်နေတာဆိုတာမသိဘူးလောဘတွေစီးဝင်နေတယ်ဆိုတာမသိဘူးတွေ့တာမှုတွေစီးဝင်နေတာတွေမသိဘူးအဲ့ဒါတွေကိုသိအောင်ဒါကြောင့်မို့တတိဆိုတာထူထောင်အောင်လောဘကိုလောဘမှသိလာအောင်တမ္ပစင်ညဆိုတဲ့အသိပညာရအောင်တတိနဲ့တမ္ပစင်ညနှစ်ခုနဲ့ပူးတွဲပြီးတော့လေ့ကျင့်ရဒါတွေသိဖို့ရအတွက်အဲ့ဒီပူးတွဲပြီးတော့လေ့ကျင့်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကမဟာတတိပဌာနာတုတ်မှာတမ္ပစင်ညပပဆိုပြီးတော့ဟောထားတာလေတမ္ပစင်ညပပဆိုတာတတိနဲ့တမ္ပစင်ညဆိုလိုတာကတတိနဲ့တမ္ပစင်ညဆိုတာတတိတရားနဲ့ဆင်ခြင်တုံတရားဒီနှစ်ခုနဲ့ကိုယ်တဏ္ဍမှာအကုသိုလ်တွေဖြစ်တာကိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်အောင်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ဒီလိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်တဲ့ဒီတရားတွေကိုဘာလို့ခေါ်တာတုံးလို့ဆိုတံဝရလို့ခေါ်တယ်သူတို့တံဝရဆိုတာအဆုတ်အပိတ်အကုသိုလ်တွေမဝင်ရအောင်ဆုတ်နိုင်ပိတ်နိုင်မှရလူတွေကကြည့်လေချင်းတွေတောင်းကျမ်းတဲ့နေရာမှာဆိုရင်ချင်းမဝင်အောင်ဆိုးကြပိတ်ကြချင်းလုံးစကားတွေလောက်တယ်တော့မို့ချင်းအောင်ချပြီးတော့အိတ်ဒါချင်းမဝင်အောင်ဆိုးပိတ်တာပဲပေါ့အဲ့ဒါလို့ဆိုးပိတ်ဒါဟာပထမဆုံးကြိုးစားမှုတစ်ခုပဲပေါ့တမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာအဲ့ဒါလို့ဆိုးပိတ်တာကိုပြောတာပဲမကောင်းတဲ့ကိုယ်ကိုအန္တရာယ်ဖြစ်စေမဲ့အရာမဝင်ရအောင်ဆိုးပိတ်မနိုင်လို့ဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဟောတာတမ္မာဝါယာမရဲ့လုပ်ငန်းတစ်ခုအဲ့ဒီလုပ်ငန်းတစ်ခုနဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဆုတ်ပိတ်တယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်နောက်တစ်ဖက်ကလည်းပဲမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ကြိုးစားမှု၄ရပ်၄ဘက်၄ထံကကြိုးစားအထောက်မှုဆိုတာအဲ့ဒီကြိုးစားအထောက်မှုတွေဟာဘာနဲ့အခြေခံပြီးကြိုးစားအထောက်လဲလို့ဆိုရင်ခုနပြောတဲ့တတိတံပစင်ညာအခြေခံပြီးတော့ကြိုးစားအထောက်မှအောင်မြင်တယ်အဲ့ဒါမို့ဆိုရင်တတိတံပစင်ညာကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်ဖြစ်လို့လည်းဖြစ်မှန်းမသိဘူးအကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိသည့်အတွက်ကြောင့်ထိုအကုသိုလ်ကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်ဒါကြောင့်မို့ကိုယ့်ဘဝကိုယ့်အခြေအနေမှာဒီအာတဝလို့ဆိုတဲ့ဒီတရားတွေမျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးကမပြတ်စည်းဝင်နေတဲ့သဘောတရားတွေကိုသိရှိအောင်တတိနဲ့တမ္ပစင်ညာနဲ့လေ့လာရမယ်အဲ့ဒါလို့လေ့လာတဲ့အခါမှာအကုသိုလ်တွေကိုဆုတ်ပိတ်နိုင်တယ်လို့မြတ်စွာဘုရားကသမာပတ္တိတုတ်တံမှာဟောထားတဲ့ဒီစွမ်းအား၅မျိုးစိတ်စွမ်းအား၅မျိုးရှိတယ်အဲ့ဒီစိတ်စွမ်းအား၅မျိုးဟာမြတ်သောကျင့်ကိုကျင့်နေစေဖြစ်တဲ့သေခပုဂ္ဂိုလ်တွေရှိရမဲ့စွမ်းအားတွေပဲလို့ဗလဆိုတဲ့နာမည်နဲ့ဟောတာဘယ်ရာပဲဖြစ်ဖြစ်အင်အားရှိလာမှဖြစ်တယ်သဘာဝတရားမှာလည်းပဲစိတ်ဓာတ်ဆိုတာလည်းအင်အားရှိမှခုခံနိုင်တယ်အားမရှိရင်မခုခံနိုင်ဘူးပေါ့အင်အားရှိအောင်ကိုကပြုစုပြောထောင်ပြီးတော့ပေးရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာအဲ့တော့စိတ်ဆွမ်းအားတွေကိုစိတ်ဆွမ်းအားတွေဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့တတ္ထာဆိုတဲ့စကားလုံးကိုယုံကြည်တယ်လို့ပဲဘုန်းကြီးတို့တွေပြန်ကြတယ်ပေါ့မြန်မာလိုပြန်တဲ့အခါမှာယုံကြည်တယ်အဲ့တော့ယုံကြည်မှုဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတော့အရာထဲမှာလိမ့်လှိစားသွားတဲ့လူလိန်ကိုသွားယုံပြီးလို့ဒုက္ခရောက်တယ်ဆိုရင်ယုံကြည်မှုတွေနဲ့သွားပြီးရောထွေးတတ်တယ်ပေါ့ဒါကြောင့်မို့တတ္ထာဆိုတဲ့ယုံကြည်မှုကဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးတတ္ထာဆိုတာယုံကြည်မှုဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့တရားဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ယုံကြည်တာကိုယ်လှုပ်တာကိုယ်ပဲတာဝန်ရှိတယ်လို့ယုံကြည်တာဒါကိုစာလို့ပြောတော့ကံဤအကျိုးယုံကြည်တယ်လို့ပြောတာကံဆိုတာဘယ်သူလှုပ်တာလဲဆိုကိုယ်လှုပ်တာပဲလေအဲ့တော့